ဒီဗီဒီယိုမှာတော့ကျွန်တော်လက်ကောင်ကောက်တဲ့ငွေဘယ်လိုသွင်းရမယ်ဆိုတာပြောပြပေးပါမယ်ပထမဆုံး wallet ထဲသွားလိုက်ပါပြီးရင်တော့ငွေသွင်းမယ်ဆိုတော့နှိပ်ပါဒါဆိုသွင်းလို့ရတဲ့ဘဏ်တွေအများကြီးပေါ်လာပါလိမ့်မယ်ကြိုက်တဲ့ဘဏ်နဲ့သွင်းလို့ရပါတယ်ကျွန်တော် KPay နဲ့နမူနာလုပ်ပြမှာဆိုတော့ကျွန်တော် KPay ထဲဝင်လိုက်ပါမယ်ဒါဆိုရင်တော့လွှဲရမယ့်နာမည်နဲ့ဖုန်းနံပါတ်နဲ့ပေါ်လာပြီပေါ့နော်ဒီဖုန်းနံပါတ်ကို copy ကူးလိုက်ပါပြီးရင်တော့ငွေလွှဲလိုက်ပါနော်လွှဲပြီးရင်တော့ဒီဖောင်ကိုဖြည့်လို့ရပါပြီပြီးတော့ကျွန်တော်လွှဲလိုက်တဲ့ငွေပမာဏကိုဒီထဲမှာရိုက်ထည့်ပေးပါမယ်9000လွှဲ9000ပေါ့နော်ကျွန်တော်နမူနာလုပ်ပြတာပါပြီးရင်တော့ငွေလဲရတဲ့လူရဲ့ KPay နံပါတ်ပေါ့နော်မှန်အောင်ဖြည့်ပေးပါမယ်ပြီးရင်တော့ငွေလဲရတဲ့လူရဲ့အကောင့်နာမည်ပေါ့နော် KPay အကောင့်နာမည်ကျော်ကြီးဆိုကျော်ကြီးပေါ့ဒါကတော့အချိန်ပေါ့နော်ပထမတစ်ခေါက်ရွေးရင်နိုင်ရွေးရမှာဒုတိယတစ်ခေါက်ဆိုရင်မိနစ်ပေါ့နော်ပြီးအောက်ဆုံးတစ်ခုကတော့ KPay လုပ်ငန်းစဉ်အမှတ်နံပါတ်နောက်ဆုံး6လုံးထည့်ပေးရမှာဖြစ်ပါတယ်အင်္ဂလိပ်လိုဆိုရင်တော့ transaction ID ပေါ့နော် transaction number ပါဒါကိုလည်းမှန်အောင်ထည့်ပေးပါပြီးပြီဆိုရင်တော့အတည်ပြုမြူနေပေးပါချက်လက်တွေမှန်ကန်နေဆိုရင်တော့မှန်ကန်ပါတယ်ကိုနှိပ်လိုက်ပြီဆိုရင်တော့လူချင်းမြန်ကောက်ထဲကိုကြားရင်ငွေဝင်လာမှာဖြစ်ပါတယ်